ဦးကျော်ဆေးဆိုင်ဒီဆေးဆိုင်လေးကိုဦးကျော်တယောက်တည်းဝလာတာတစ်နှစ်ပြည့်ပါတော့မီခုတော့အချိန်ရစပြုလာပြီဖြစ်လို့လူထက်ခန့်ဖို့စီစုနေပါတယ်အဖက်ဖက်ကကြက်တဲနေတဲ့အခြေအနေတွေကြားတဲ့ကိုရောစိတ်ပါအားတုံခွန်ဆိုင်စူးစမ်းခဲ့ရလို့စိတ်ဖြေစရာဝါသနာကိုပါမေးထားခဲ့ရတာကြာခဲ့ပါပြီအလုပ်လဲလုပ်ရင်းစိတ်အပန်းပြင်းမိအစီစုတစ်ခုပါရွေးချယ်ဖို့လိုလာပြီဖြစ်သည်မင်းဆိုင်အဆင်ပြေလာပြီပဲလူမခံဘူးလားနားရက်မရှိဖြစ်နေတာငါလဲခန့်ဖို့စူးစမ်းနေပါတယ်လူလေတွေနဲ့တွေ့မှလဲဆိုတယ်အဲ့ဒါဆိုငါတငယ်ချင်းသမီးတယောက်တွေ့ကြည့်ပါလားသူ့အဖေဆုံးသွားတော့ကျောင်းဆက်မတက်နိုင်တော့လို့တက္ကသိုလ်ဒုတိယနှစ်တောင်ရောက်နေပြီခုတော့သူ့အဖေကရုတ်တရက်ဆုံးသွားတော့အခက်တွေ့နေတာစာရိတ္တပိုင်းကိုတော့ငါအာမခံနိုင်ပါတယ်အေးလေအဆင်ပြေတဲ့တနေ့တွေ့ကြတာပေါ့သမီးနာမည်ကရုပ်မေပါလစာဘလောက်လိုချင်လဲသမီးဘလောက်ရလောက်ရမှာပါဦးရဲ့အေးလောလောဆယ်သမီးစိတ်ခံစားချက်ကိုဦးနားလဲပါတယ်ဦးစီမှာလုံရင်ယူသားဖို့နဲ့စူးစမ်းဖို့ပဲလိုတဲ့ကျန်တာဥတာဝန်ထားဟုတ်လားဟုတ်သမီးစူးစမ်းပါမယ်ဘယ်တော့အလုပ်ဆက်ဆင်းမလဲသမီးမနှက်ဖြန်စဆင်းပါမယ်ရောသမီးဒါသမီးအတွက်မုံဖို့လိုအပ်တာဝယ်ဖို့ကျေးဇူးပါဦးရဲ့သမီးကြိုးစားလုပ်ပါမယ်ဆိုင်အတွင်းမှထွက်ခွာသွားတော့ယူရုပ်ကိုမျက်စိတစုံလိုက်ကြည့်မိရင်တူးတဲ့ရေရုပ်မိတော့သည်ကျေးဇူးပါဖရာသခင်အလုံးဝင်စနေရဲ့များရိုးအတွက်ခက်ခဲလာပါသည်အိမ်မှာအရာရာအဆင့်သင့်နေလာတော့တူးရဲသောသမီးဘဝမှဖေဖေရုတ်တရက်ဆုံးပါသွားသဖြင့်ဘဝတစ်ခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရသည်ရေယူကန်ကောင်းခဲ့ပါသည်ဖေဖေတငယ်ချင်းရဲ့အဆက်အသွယ်နှင့်ဦးကျော်နှင့်အဆက်အသွယ်ရခဲ့ပါသည်အဖေစားထိုးရလိုက်သလိုပါပဲလူပြိုကြီးဦးကျော်မှာသမီးရင်းတယောက်လိုစောင့်ရှောက်ခဲ့ပါသည်ရေယူအမားများအတွက်တော်တော်ကိုစိတ်ရှည်လက်ရှည်ဆွဲခေါ်ပါသည်တဖြည်းဖြည်းနဲ့ဦးကျော်ဆေးဆိုင်မှာလှုပ်ရတာပျော်လာပါပြီဝယ်သူနဲပါကဦးကျော်ကအခန်းထဲရှိကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေလေးရှိပြီးဆေးကောင်တာမှာတော့ရွရွတယောက်တည်းဒိုင်ခံရောင်းလေးရှိသည်ရွရေခဏဟုတ်လာပြီကောင်တာထဲကပတ်စံယူသွားစေးထဲမှာကျိန်လုံးတစ်ချောင်းရှာပြီးဝယ်လာခဲ့ရှင်ဘာလို့မလို့လဲဦးကျော်ရဲ့ကျိန်လုံးကြီးကလေးလဲရှိတာမဟုတ်ပဲနဲ့သမီးအတွက်လေသမီးရဲ့ဟွန်းဦးကျော်ကလည်းသမီးဒီလောက်လိမ်မာနေတာကိုအဲ့လိုလိမ်မာတဲ့သမီးလေးမို့ဦးကျော်ကစူးချချင်တာဆိုမုံပဲဝယ်ကျွေးမုံလဲကျွေးမှာဒုတ်လဲကျွေးမှာဟွန်းတော့မကြိုက်ဘူးကဲသွားဝယ်ဆိုသွားဝယ်ပါကျိန်လုံးဖွင့်ပွဲဒီနေ့ကျင်းပလိုက်ရမလားဟွန်းဦးကျော်ညစ်တယ်နေပူကြီးထဲသွားရမှာဘာကျွေးမှာလဲစားချင်တာဝယ်လာခဲ့3000ဘိုးဟေးတာမှသဘောကောင်းတဲ့ဦးကျော်မုံစားရမယ်ဆိုပေမဲ့ရင်မပြောနိုင်ပါဘာလို့ဦးကျော်ကရိုက်ချင်ရတာလဲငါမှာဘာပြစ်ရှိလို့လဲရှိရင်ကောငါကရိုက်ရမယ်အရွယ်လားအိုးစိတ်ရှုပ်ပါတယ်မတွေးနေတော့ဘူးတေးကြတာတခုကဦးကျော်ကငါ့အပေါ်အရန်ကိုကောင်းခဲ့တာပဲပျော်ပျော်ပဲနေတော့မယ်